မိုးပေါ်ကစစ်တီတော်များ American Russia လေထီတက်မင်္ဂလာပါ Reaction Knowledge for မြန်မာမှာကြိုဆိုပါတယ်ဒီနေ့မှာတော့ကမ္ဘာအင်အားကြီးဆုံးစစ်တပ်နှစ်ခုဖြစ်တဲ့ American နဲ့ Russia တို့ရဲ့လေထီတပ်သားတွေခုံစင်းပုံကိုနှိုင်းယှဉ်သွားမှာပါသူတို့ရဲ့လေယာဉ်တွေခုံစင်းပုံစနစ်တွေဘာတွေကွာခြားလဲဆိုတာကြည့်လိုက်ရအောင်ဗျာပထမဆုံးတွေ့ရတာကတော့ American လေထီတပ်သားတွေပါသူတို့အသုံးပြုနေတာကတော့ C-17 Globemaster III တဲယူပိုဆောင်ကြီးလေယာဉ်ကြီးဖြစ်ပါတယ်ဒီလေယာဉ်ကြီးဟာလေထီတပ်သား100ကျော်ကိုတပြိုင်နက်တည်းတည်ဆောင်နိုင်ပါတယ်ခုံစင်းတဲ့အခါလေယာဉ်ရဲ့ဘေးတကားနှစ်ဖက်စလုံးကိုဖွင့်ပြီး static line စနစ်နဲ့ခုံစင်းတလာကိုတွေ့ရမှာပါဆက်လက်ပြီးရုရှားလေထီတပ်သားတွေပါသူတို့ကတော့ Ilyushin IL-76 လေယာဉ်ကိုအဓိကအသုံးပြုကြပါတယ်ဒီလေယာဉ်ကလည်းလေထီတပ်သား120လောက်တည်ဆောင်နိုင်ပါတယ်ထူးခြားတာကရုရှားတွေဟာလေယာဉ်ရဲ့နောက်ဖက်ကုန်တင်တကားကနေအများဆုံးခုံစင်းလေရှိပါတယ်ဒါဟာလေယာဉ်အမြန်နှုန်းပို့မြင့်နေချိန်မှတောင်ဘေးကင်းကင်းနဲ့ခုံစင်းနိုင်စေပါတယ်နှစ်ဖက်စလုံးဟာ mass drop လို့ခေါ်အစုလိုက်အပြုံလိုက်ခုံစင်းမှုကိုကျွမ်းကျင်ကြပါတယ်ဒါပေမဲ့ရုရှားလေထီတပ် VDV ဟာတန်ချက်ကာရင်တွေနဲ့အတူခုံစင်းနိုင်တဲ့စွမ်းရည်ရှိတာကြောင့်နည်းနည်းတော့အသာစီးရတယ်လို့ပြောလို့ရပါတယ်အမေရိကန်တွေကတော့လေကြောင်းပစ်ကူနဲ့ထောက်ပံ့ပို့ဆောင်ရေးအပိုင်းမှာပိုပြီးအားကောင်းပါတယ်ကဲဘယ်နိုင်ငံရဲ့လေထီတပ်ကပိုမိုက်တယ်လို့ထင်ပါတယ်လဲကုန်းမှန်မှာဝင်ရောက်ဆွေးနွေးပေးထားကြပါဦးဒီလိုစိတ်ဝင်စားစရာစစ်လက်နဲ့နီးပညာတွေအကြောင်းဆက်လက်တင်ဆက်ပေးသွားမှာမို့ Reaction Knowledge for Myanmar page ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ